ရှေးဥစွာဘုရားခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဒီနေ့မှာတော့သင်ဘုရားခင်ကိုအမှန်တကယ်ချီးရလားဆိုတဲ့နှုတ်ကပတ်တော်အားဖြင့်ခွန်အားပေးခြင်းပါတယ်သခင်ယေရှုခရစ်တော်ကိုကယ်တင်ရှင်ဖြစ်ယုံကြည်လက်ခံထားတဲ့သူတစ်ယောက်စီမှာဘုရားခင်တောင်းဆိုတဲ့အချက်တစ်ခုကသူ့ကိုစိတ်နှလုံးအကျွမ်းမဲ့ချစ်ဖို့ဖြစ်ပါတယ်ထိုကဲ့သို့ချစ်ချင်းဒီနှုတ်ခမ်းပြားကလာတာမျိုးမဟုတ်ပဲစိတ်နှလုံးအတွင်းထဲကလာတာမျိုးဖြစ်ဖို့လိုပါတယ်ဖျားခင်ကိုချစ်၍အလွန်တန်ဖိုးထားပြီးဖျားခင်နှင့်မိသားအရဖွဲ့လိုသောဆန္ဒရှိခြင်းဖျားစကားကိုနာခံ၍ကြိုးစားအားထုတ်ခြင်းဖြင့်မြေကြီးပေါ်မှာဖျားခင်ရဲ့အလိုတော်ဆောင်ခြင်းတို့ကိုချစ်သောစိတ်နဲ့လှုပ်ဆောင်လာပါတယ်မဿဲခန်းကြီး20အငယ်30ယေရှုကတင်းဤဖျားခင်ထာဝရဘုရားကိုစိတ်နှလုံးအကျွမ်းမဲ့ဉာဏ်ရှိသမျှနဲ့ချစ်လောဖျားခင်ကိုစိတ်နှလုံးအကျွမ်းမဲ့ချစ်ဖို့ကျမ်းစာကအမိန့်ပေးထားပါတယ်ဒါကြောင့်သင်ဟာဖျားခင်ကိုအစဉ်အမြဲချစ်ဖို့လိုပါတယ်ဤအချက်ကကျမ်းစာရဲ့အမိန့်ဖြစ်တဲ့အတွက်နားထောင်ရင်နားထောင်ခြင်းရဲ့အကျိုးကိုရမှာဖြစ်တယ်လို့နားမထောင်ရင်တော့နားမထောင်ခြင်းရဲ့အကျိုးကိုခံစားရမှာဖြစ်ပါတယ်နားထောင်ခြင်းရဲ့အကျိုးကတော့ဖျားခင်ကိုချစ်တဲ့သူကဘာပဲလုပ်လို့အဆုံးမှာအကောင်းနဲ့ပဲအဆုံးသက်လှုပ်ဆောင်ခွင့်ရမှာဖြစ်ပါတယ်ဒါကြောင့်ကိုကဖျားခင်ကိုချစ်ပြီးလုပ်နေတဲ့ကာလမှာအစင်မပြေမှုတွေရှိခြင်းရှိမယ်အဟန့်အတားတွေအနှောက်အယှက်တွေဒုက္ခအခက်အခဲတွေရှိကောင်းရှိနိုင်မှာဖြစ်ပါတယ်ဒါကပြဿနာမဟုတ်ပါဘူးဖျားခင်ကိုချစ်တဲ့စိတ်နဲ့လုပ်နေဖို့ကအရေးကြီးပါတယ်တစုံတရာကိုလှုပ်လို့ပြဿနာအခက်အခဲအနှောက်အယှက်တွေမရှိဘဲနဲ့အစဉ်ပြေမှုတွေရှိနေနိုင်ပါတယ်ဒါပေမဲ့အဲ့ဒီလိုအစဉ်ပြေမှုတွေရှိနေတာကအောင်မြင်ခြင်းမဟုတ်ပါဘူးအဲ့ဒီလိုလုပ်နေတဲ့အချိန်မှာကိုကဖျားခင်ကိုချစ်တဲ့စိတ်ရှိခြင်းကသာအောင်မြင်ခြင်းဖြစ်ပါတယ်အလုတ်ကအစဉ်ပြေပေမဲ့ကိုကဖျားခင်ကိုချစ်တဲ့စိတ်မရှိဘူးဆိုရင်အဲ့ဒါကအဓိကပြဿနာဖြစ်ပါတယ်ယောဟန်ခန်းကြီး14အငယ်21မှာငါပညတ်တို့ကိုရ၍စောက်ရှောက်တော်သူသည်ငါကိုချစ်တော်သူဖြစ်၏ငါကိုချစ်တော်သူကိုလည်းငါခမည်းတော်သည်ချစ်တော်မူမည်ငါသည်လည်းထိုသူကိုချစ်၍သူ့အားကိုယ်တိုင်ထင်ရှားမည်ဟုမိန့်တော်မူ၏ကိုကဖျားခင်ကိုစိတ်နှလုံးအကျွမ်းမဲ့ချစ်တယ်ဆိုရင်ဖျားခင်ပေးတဲ့ပြည့်ညတ်တော်တွေကိုလိုက်လျှောက်ဖို့လိုအပ်ပါတယ်ဖျားခင်ရဲ့ပြည့်ညတ်တော်တွေကိုလိုက်လျှောက်တဲ့သူကိုဖျားခင်ကသူ့ကိုချစ်တယ်လို့သတ်မှတ်ပါတယ်ဒါကြောင့်သင်နဲ့ကျွန်ုပ်ကဖျားခင်ရဲ့ပြည့်ညတ်တော်တွေကိုလိုက်လျှောက်တော်သူလားဆိုတာကိုစဉ်းစားဆင်ခြင်ခြင်းအဖြစ်ဖျားခင်ကိုချစ်တော်သူလားမချစ်တော်သူလားဆိုတာကိုသိနိုင်ပါတယ်ဗျာဒိတ်ကျမ်းခန်းကြီး2အငယ်4သို့တော်လည်းသင်သည်ရှေးဥစွာသောချစ်ချင်းမြတ်တာရော့ပြီဟုသင်၌အပြစ်တင်စရာရှိ၏အေဖက်အသင်းသားတွေကအကျင့်ကျင့်ခြင်းရှိပါတယ်ခရစ်တော်အတွက်ဆိုရင်အပင်ပန်းခံပြီးလှုပ်ဆောင်ကြပါတယ်တီခံစိတ်လည်းရှိကြပါတယ်မတရားတဲ့သူတွေကိုလည်းလုံးဝလက်မခံပါဘူးတမန်တော်ဖြစ်အောင်ဆောင်တဲ့သူတွေကိုလည်းတေချာစွာစစ်ဆေးကြပါတယ်အကျင့်တရားနဲ့လည်းအတော်ကိုပြည့်စုံကြပါတယ်ခရစ်တော်နာမအတွက်ဆင်းရဲခံတဲ့အာရုံခြင်းမရှိပါဘူးအေဖက်အသင်းသားတွေရဲ့လုပ်ရက်အားလုံးကိုယေရှုသိပါတယ်ဒါပေမဲ့ယေရှုကတခုပဲပြောတယ်အဲ့ဒါကသင်ဒီရှေးဥစွာသောချစ်ချင်းမြတ်တာရော့ပြီဟုတင်း၌အပြစ်တင်စရာရှိတယ်လို့ပြောပါတယ်အေဖက်အသင်းတော်ကခရစ်တော်အတွက်အလုပ်အများကြီးလုပ်ပါတယ်ဒါပေမဲ့စိတ်ထဲကနေခရစ်တော်ကိုချစ်တဲ့စိတ်မတိမတာညော့နေသွားတာကိုသူတို့မသိကြပါဘူးအဲ့ဒါကိုကျွန်တော်တို့လည်းတတိထားဖို့လိုပါတယ်အလုပ်တွေများတဲ့အခါအလုပ်ကိုပဲအာယုံစိုက်ပြီးဖိလုပ်နေရင်းနဲ့ဖျားကိုချစ်တဲ့စိတ်တွေညော့နေသွားတာကိုမတိလိုက်တာမျိုးတွေလည်းရှိကောင်းရှိမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့အသက်တာမှာခရစ်တော်ကိုချစ်တဲ့စိတ်မေတ္တာညော့နေသွားလောက်အောင်အလုပ်မများကြပါနဲ့လို့မေတ္တာနဲ့တတိပေးနှိုးဆော်လိုက်ပါတယ်အရောက်တိုင်းကိုဘုရားခင်ကောင်းကြီးပေးပါစေ